အားလုံးမင်္ဂလာပါ Universe Engineering မှာပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် Revit 2020ပေါ့နော်ကျွန်တော်ဒီမှာ2020ရှိရယ် Revit စသုံးနေတဲ့ beginner တွေမှာကျွန်တော်တို့ဘာဖြစ်တတ်လဲဆိုတော့ template မှာကျွန်တော်တို့ပျောက်သွားတာအပေါ်ကဒီနော်ဒီ template မှာကျွန်တော်တို့tab တွေပျောက်သွားတာပြောင်းသွားတာတို့နောက်တစ်ခုကကျွန်တော်တို့ဒီ project browser တို့ကျွန်တော်ဒီ property panel တို့ပါတော့ပျောက်သွားတာမျိုးတွေကိုနော်ဘယ်လိုပြန်ပြီးတော့ဖော်ရမလဲပေါ့နော်အဲ့ဒါလေးဘယ်လိုပြန်ပြီးတော့ adjustment လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ရှင်းပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်ကြအောင်โอเคအဲ့တော့ကျွန်တော်ဒီမှာတော့ Revit 2020ရှိပါတယ်အဲ့တော့Revit တွေကတော့တိတ်တော့နောက်ပိုင်းမှာမကွာပါဘူးတို့ရင် file size တွေကတော့ကြီးတယ် set requirement ကတော့လိုတယ်အခုကျွန်တော်ပြောမှာတော့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ဒီ beginner ရဲ့မှာကျွန်တော်တို့အများဆုံးဖြည့်ရတဲ့ပြဿနာလေးပေါ့နော်ဥပမာကျွန်တော်တို့ဒီ property palette ဆိုပါတော့မှားပြီးနှိမ့်ပြီးတော့၎င်းเนาะဒီ project browser တို့ပေါ့မှားပြီးနှိမ့်ပြီးတော့၎င်းအဲ့လိုပြောင်းနေတတ်တယ်နော်ပြောင်းနေတတ်တယ်ဆိုရင်ကိုကအဲ့ဒါမျိုးဘယ်လိုလုပ်ရမလဲပေါ့နော်ဘယ်လိုပြန်ဖော်လို့ရလဲအဲ့ဒါလေးကျွန်တော်ကြားပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီYouTube မှာပဲထားလိုက်မယ်เนาะရှုပ်သွားမှာဆိုလို့ကျွန်တော်ဒီမှာ YouTube မှာထားပေးမယ်အဲ့တော့ဘယ်ကတော့ဖော်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာ view tab တွေကိုသွားပါ view tab တွေကနေကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာ user interface ဆိုတာရှိပါတယ် user interface ကိုနှိပ်ပါအဲ့ဒီထဲမှာကျွန်တော်တို့ဒီမှာ chat box မှာပြုတ်နေရတွေ့လားဒီ project browser ရှိရယ် property ရှိရယ်အဲ့ project browser ကို on ဝင်လိုက်မယ် hey ဆိုရင်ကျွန်တော်တို့ဒီမှာပြန်ပေါ်လာပါလိမ့်မယ် project browser palette လေးကထိုဒီလည်းကောင်းပဲကျွန်တော်တို့ဒီမှာproperties box တွေကိုဆက်လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ်လာလိမ့်မယ်ဒါပါပဲเนาะအဲ့တော့မှကျွန်တော်တို့ကကိုကဘယ်ဟာကိုအသုံးများလဲညာတော့ပဲကျွန်တော်တို့ကဒီ property ကိုကျွန်တော်တို့ကဘယ်ဘက်မှာကျွန်တော်ထည့်တာများတယ်ဒီ cursor လေးကိုဒီ timer နေရာလေးကနေဖိဆွဲလာကြလိုက်เนาะဘေးနားလေးဖိတာနဲ့ဒီလို line လေးပေါ်လာလိမ့်မယ်အဲ့လို line လေးပေါ်လာရင်အဲ့နက်မှာလွှတ်ချလို့ရပါပြီအဲ့နက်မှာ drop လုပ်လိုက်ပါပြီးရင်ထိုးလေးလည်းကောင်းမယ်ဒီ project browser ကိုလည်းကျွန်တော်ဆွဲသွားလိုက်မယ်ဆွဲလာတယ်ဖိတာရအဲ့လို line လေးပေါ်လာပြီဆိုရှင်းလုံးလေးပေါ်လာပြီဆိုရင်လွှတ်ချလိုက်ဒါပဲเนาะအဲ့တော့ကျွန်တော်တို့ကပြီးဒါလေး adjust လုပ်ပြီးလို့ရတယ်ကိုယ့်ရဲ့ sequence size ပေါ်မူတည်ပြီးတော့ကို adjust ပြန်လုပ်ပြီးလို့ရတယ်ဟုတ်နော်ပြီးကျွန်တော်ဒီမှာ level 1ကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုရင် level 1ကိုကြောက်သွားလိမ့်မယ်အဲ့တော့ tab ကနှစ်ခုသွားနေရတယ်မသွားချင်ဘူးကိုကအဲ့လိုမျိုးနှစ်ခုလုံးကိုတပြိုင်တည်းကြည့်ချင်တဲ့ hey ဆိုရင်ကျွန်တော်တို့က shortcut နှိပ်လို့ရပါလဲဆိုရင် WT ဆိုတာ window time ကိုပြောတာပါအဲ့နှစ်ခုနှိပ်လိုက်မယ်အဲ့ဒါနှိပ်အဲ့ shortcut နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ view နဲ့ view မြင်ရမှာဖြစ်ပါတယ်view နဲ့ view က active ဖြစ်နေလိမ့်မယ်ကျွန်တော်တို့ဒီမှာ view ကိုလာထိလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီထဲမှာမြင်ရရတယ်เนาะအခုဒါတော့3ဖြစ်နေလို့ကျွန်တော်ဒီမှာ wall တစ်ခုကို select မှတ်လိုက်မယ်ဆိုကျွန်တော်တို့ဒီထဲမှာလည်းမြင်နေရမှာဖြစ်ပါတယ်အဲ့တော့ plan 2မှာလည်းဒီမှာ wall ကို select မှတ်တာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ view တိုင်းမြင်နေဟေးဆိုရင်ကိုက 3D view ကို select မှတ် click ချ WT click ချ WT အဲ့တော့ကိုရှေ့မှာမြင်နေတဲ့ဟာ click ချလိုက်ရင်ရှေ့ကိုရောက်သွားတယ်ဒီ view တိုင်းမြင်နေတယ်ဆိုတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီကောင်ပိတ်ချမှရလိမ့်မယ်เนาะဒီဒါကိုပိတ်ပေးလိုက်ရင်ဒီ view တိုင်းပြန်မြင်သွားလိမ့်မယ်ရပြီเนาะအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ tab တွေမှာကျွန်တော်တို့ tab နောက်ဆုံးမှာဒီမှာ arrow key လေးရှိတယ်တခါလေကြာရင်အဲ့လို software စသုံးရင်းနဲ့ login ကင်နဲ့ဒီ minimize လုပ်ပြီးတော့နှိမ့်မိတာပေါ့နော်နှိမ့်မိလိုက်ရင်သူကအဲ့လိုမျိုးtab တွေ panel တွေအကုန်ပျောက်သွားတတ်တယ်အဲ့ဒါကြောင့်ဘယ်လိုပြန်လုပ်ရလဲဆိုတော့ဒီဟာလေးကိုပြန်နှိပ်ပါเนาะ2ချက်3ချက်4ချက်ဆိုပြန်ပေါ်လာလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ first click second third fourth ဟုတ်ပြီเนาะအဲ့တော့ click 4ကနှိပ်ရင်ဒါလေးကပြန်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲအစိမ်မကြမ်းလို့ညွှန်လင့်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်နောက်တဲ့ tutorial တစ်တွေနဲ့ပြန်တွေ့ဆုံပါမယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်